အတွင်းပဲမင်းကလည်းကွာရင်းကြီးတွေတက်ဟိုပါစီးသွားမယ်နှစ်ပတ်ကြာမယ်အဲ့ဒီလုတ်ခင်မှာမပြီးအောင်တခါလေးလုတ်တာ တက်ဖို့ပါပြလာတော့ စောက်ခွာလာရိုက်တာကွာဆွေရနေရလို့ပဲ ဟုတ်လက်ကောင် နေထား ဟုတ် အကိုအိမ်ကမပြီးသေးဘူးကွာ ဟုတ် အကိုအိမ်မှာရေတပေါ်ထည့်ချင်တယ် ဟုတ်ကဲ့ကွာ အဲ့တော့အကိုအိမ်နဲ့ light မဲ့ရေတပေါ်ဒီဇိုင်းကိုဒီလေးတစ်ချက်တော့ပို့ပြ အခုဖုန်းထဲမှာပြောတာတော့ကို nature လုပ်ချင်တယ်လို့ကျွန်တော်ပြောထားတယ်လေအဲကျွန်တော်ကတော့စောက်ထားဘူးတဲ့ရေတွေကွာတော့ဒီမှာအခု file ထဲမှာ159လုံးရှိတယ်ဆိုတော့အဲ့ဒီကနေပြီးတော့ကိုကြိုက်တာကိုရွေးလို့ရတယ်အဲ့ဒါကတော့ကျွန်တော်လုပ်ထားတဲ့ project တွေပေါ့နော်အခုဒီပုံလေးတွေတော်တော်ကိုကြည့်ပါလေမဟုတ်အဲ့လိုလုပ်လို့မရဘူးဒါနဲ့ သိပါကွာ ဟောမဟုတ်မသိဘူးတဲ့ ဗီဒီယိုတွေတောက်အောင်ရတာဟုတ်ပါပြီဟုတ်အပြင်မှာတကယ်ရောလှ အဲ့ဆိုရင်အခုကျွန်တော်ဒီ VIP ထဲမှာဖြစ်ဖြစ်ဒီအရှိရကမာကြီးမှာဖြစ်ဖြစ်နီးတဲ့နေရာကိုကျွန်တော်ကချီရသွားမယ်အခုနောက်ကနေလိုက်ခဲ့လို့ရ ဒီလေးအကိုကကိုမထုတ်တော့ ဟုတ် ဒီလေးကနဲ့ light အဆင်ပြေ ကျွန်တော်ကတော့ပစ္စည်းတင်တဲ့ကားဖြစ် အဲ့တော့အေးလား အေးတယ်ကိုအေး ရှင်းကမ်းမှာလို့ပါ ဘာဘူး အဲ့တော့ကိုလိုက်မယ် ကြည့်ရကျွန်တော်ကားနဲ့ပဲလိုက်ခဲ့လိုက်တယ်အော်စပတ်ကြီးဟုတ်ကျွန်တော်လေဒီရေဒီကုန်းရဲ့တက်တန်2နှစ်ရှိပါရေယိုရေစိတ်နေပါတွေလည်းမဖြစ်ဘူးပြီးတော့ပို့လှလာတယ်တစ်ခက်လေးနဲ့တအားလှ မင်းကလည်းကွာရင်းကြီးတွေတက် မဟုတ်လေကိုအဲ့ရေညှိပြတ်တဲ့အလှတရားကိုလိုချင်လို့ကျွန်တော်ဒီလောက်2နှစ်စောင့်ပြီးတဲ့အချိန်မှာလှလာတဲ့အလှတရားကိုကျွန်တော်လာပြ ငါမကြိုက်သေးဘူးကွာမင်းကလည်းခုလိုက်ကြလား ရှိတယ်လို့ရှင်းသွားဒါကိုလားဒီမှာဒီကောင်နည်းနည်းချော်တယ်ကိုတတိတာကိုဒါကလေကျွန်တော်ဒီအဲ့လိုအဆင့်ဆင့်ဖြာကြတဲ့တက်ကနေကျွန်တော်လှုပ်ထားဝုန်းအဆွတ်ပြီးတော့မှဒီစမ်းကြောင်တော့ကိုဒီမှာဟိုငါးလေးဒီဖိနာလေးရအဲ့လိုနဲ့စီးပြီး ဟာရငွေတွေ ဟုတ်ဘူးကွာသူ့မရှင်တမင်တကာတက်ထားတာကျွန်တော်ဒါတိမ်ပုံစံလေ ဩငါပြီးပါတယ်ကွာ စပီပန်းနေအစ်စ်တွေလား ကျွန်တော်ဒီဘေးတွေအပေါ်လုံးကကျွန်တော်အစ်စ်တွေတုံးတာ landscaping မှာကအပြင်အစ်စ်ကိုတုံးရတယ်ဒီရေဒီကွန်ပေါ်ကဘေးနေလေအပေါ်အစ်စ်တွေဟိုအပေါ်ကလည်းအစ်စ်တွေဒီဟာလေးလည်းအခုအိမ်နဲ့လိုက်တယ်နော်ဒီသဘောကျ အင်းကြိုက်တယ်တက်ရှိသေးလား ရှိပါတယ်ဒါပေမဲ့အခုကျွန်တော်တို့အခုမောင်းမာနဲ့ဗာနဲ့ဆိုလို့ရှိရင်ကျွန်တော်ကြုံတဲ့ဟာလေးရောအခုဝင်ပြပါမယ်အခုစိတ်တိုင်းကြားရတဲ့ကြည့်လို့ရတယ်ရွေးချယ်စရာကြီးအများကြီးပဲ ဒီသွားမယ် ကဲနောက်ကိုကျွန်တော်အရင်မှဝင်တော့အခုကျွန်တော်လိုက်ပြတဲ့ project တွေကကိုကြိုက်တဲ့ project ကိုကျွန်တော် quotation လေးတင်ပေးမယ်ကိုပဲ project ကြိုက်တယ်ပဲပြောတော့ မင်းလိုက်ပြတာတွေကကောင်း ဟုတ် ငါစဉ်းစားလိုက်အောင် ဟုတ်ပြီအဲ့ဒါကျွန်တော်ဖွင့်ပြပါအောင်နော်ဟဲ့ရထုတ် ဟာဦးမဲ့ ဘယ်ပြန်မလို့လဲ ကျွန်တော်စာပေးလာတာ အေးလေစာမေးခေါ်တာငါလေးမင်းကိုခေါ်တာဒီမှာစောင့်ပါရေတကုန်းက ဒါဦးမဲ့အိမ် ဇာငါချန် အဲ့ဆိုတည်းကတိုင်းပုံနေပါ အာငါပေါင်လေးအထက်ကကောင်ငါခိုင်းထားတဲ့ကောင် အဲ့တော့အေးလားရှင်းကမ်းမှာလို့ပါ ရင်းကြီးတွေတက်ငါမကြိုက်သေးဘူးကြိုက်တယ် ရှင်းကြီးထဲလိုက်ပြီ ဟဲ့ရထုတ်
ဟဲ့ဘုဘာပြလာတော့တာမင်းကနောက်မှထပ်ပြောမယ်ပြောပြီလေကွာ ဘာလာလောက်တာဟဲ့လားစောက်ခွလာရိုက်တာကွာမင်းကတသေးလားမင်းကတသေးလားငါမှထနပါပြီးတော့လိုက်ပြရတာစိုက်ပေါင်းမြောက်များလို့ဟဲ့တသေးလားညဟာကိုကသေးတယ်သေးလာရောဟဲ့လဲတော့ခုကဒီကောင်တော်ပြီမင်းတော်တော့ဒီကောင်တော်များငါပြောရင်နားတော့မင်းတော်တော့မင်းကလေတော်တော်ပြက်လာရှာတဲ့ကောင်ငါဒီကောင်ကိုစာပေးတိုင်းကိုခေါ်ထားတာမင်းလောက်တာဝူရှူပါနေဖြစ်ကုန်ပဲနေရတော့ကွာလာစောင်းညာပဲတော်တော်တော့တယ်ဗျာတတိယလိုပါလို့လူနဲ့လောက် ထားလိုက်ပါမင်းစိတ်လျှော့ကြမှာကွာရတော့ ဒီကောင် play ဗျာဦးကကျွန်တော်ဖုန်းဆက်တယ်ကျွန်တော်ထင်နေဒီကောင်အတန်နဲ့ကွဲနေတယ် သိတယ် တော်သေးတာပေါ့ဦးငယ်နဲ့တွေ့ပါလို့ဒါကျွန်တော်ကလုံးမဲ့ပုံစံလေးပေါ့နော်ဒါလုံးမဲ့ရေတကွန်ဒီဇိုင်းဆိုဒါနဲ့ဦးငယ်အိတ်နဲ့လိုက် ကောင်းတယ်ကွာ ကြိုက်တယ် အယောင်ကကြိုက်တယ် ဟုတ် နော်ဒီအယောင်လေးလည်းစုံအဓိကကာလာပေါ့နော် ကျွန်တော်ဘေးပရဝမှာအပိန်နေလဲပါမယ်အားလုံးပြီးစီဦးငယ်ခံစားရုံပဲဒါပေမဲ့တခုတော့ရှိတယ်ကွန်ထွက်လေးတော့ဦးငယ်ကိုပြမယ်ဒါကျွန်တော်မကြည့်လိုက်ပါ ကွန်ထရက်တွေပါမလိုပါဘူးကွာမင်းနဲ့ငါတွေက ဒီမှာပါဝင်ပစ္စည်းတွေပါညာရောရေးပေးထားတယ်အလုပ်သဘောရဦးငယ်လက်မှတ်တော့ထိုးပေးဘာမှတော့မဟုတ်ဘူးဖြစ်တာအလုပ်သဘောရပဲ တခုပဲရှိတယ်အခုခရီးသွားစရာရှိတယ်နော်ဟိုပါစီးသွားမယ်နှစ်ပတ်ကြာမယ် ဟုတ်ကဲ့ ပြန်လာရင်အိမ်ထဲလှုပ်ချင်တယ်အိမ်ထဲလှုပ်ခင်မှာမပြီးအောင်တစ်ခါလေးလှုပ်တာ အော်ငါနှစ်ပတ်အချိန်ပေး ဟိုပါစီးသွားမှာ လွတ်ပါငါ10ပေကျော်ပဲရှိတာ easy နော်တစ်ခါလေးအပြီးလှုပ်တာနော်အိမ်ထဲမှာဒါလေးကိုလှပပါလေးရှိုးကျင်တယ်ကွာနော်ဟုတ်လားဘန်ကင်ပြောမင်းပို့ ဘန်ကကျွန်တော် Viber ပို့လိုက် ဟုတ်ပြီပို့လိုက် ပြီးတော့အဲ့ contract ထဲမှာလည်းဘန်ကင်းတွေအောက်မှာတန်းစီပြီးရေးထားတယ်ဥငါကြိုက်တာအဆင်ပြေတာကိုတွက်လိုက် ဟုတ်ပြီခါလေးအပြီးချေပေးလိုက်နော်အချေပေးလိုက်ပြီနော်โอเคနော်အေးစေနော် ကောင်မွေးနေရတိုင်ပတ်နေ ဟာလေဒီကောင်တော့ဟာတနေ့အလုပ်တွေပင်ပန်းလိုက်တာငါမှအပန်းပြေစရာဘာမှလည်းမရှိဘူးဟာဟိုကောင်ရက်ထုတ်ပြောထားတဲ့ငါ့အိမ်ကရေတကိုလေးပြီးပြီလားမသိဘူးကားစရာအိမ်ကိုမြန်မောင်းဗျာဟာဦးငါ မင်္ဂလာပါ မင်္ဂလာပါဦးငါ အပြန်လာပြီနော်အိမ်တက်လုပ်ပဲ ready ဖြစ်နေပြီလား အာ ready ပဲဦးငါလည်းတောက်ရောက်လာတာနဲ့အိမ်တက်ကဲပြီးပြီဆိုတာကိုပြမယ်ရှိုးရဟာအတွေ့မယ် ကျွန်တော်ပြောပါတယ်ဦးငါထင်တာထက်ပိုလှမယ်ဒါကရှောက်လန်း ဟုတ်ပြီ ဒီဘက်ကိုလာလို့ရတယ်လားချစ်သူရဲ့ချောင်းလေးပေါ့အောက်မှာငါးလေးသွားတာ ဟုတ် ရှိုး ပြီ မယ်ဦးငါပြောသလိုပဲငါးမွေးလို့လည်းရမယ် ဟုတ်ပြီ ကျတော့ ညာ ဒီချင်းကြီးတွေကဒါအစ်စ်တွေပေါ့ ဟုတ်အတူတွေဟာအတူတွေဟုတ်ကအစ်စ်ဆိုရင်ဦးငါအဲ့ရာတွေကိုထိမ့်သိမ်းဆောက်ရှောက်ရမယ်ပြီးရင်နွေရာသီ6သွားရင်တိုင်ပတ်မှာပေါ့အဲ့ဒါအတူတွေဒါပေမဲ့အပင်တွေကတော့အစ်စ်တွေနော်အနက်မွေးရာတွေရောရောင်နေလဲစုပ်နေအောင်ကျွန်တော်ဖန်တီးပေးထားတယ်ဒီလဲကြည်တောက်ရှင်းတော့အပေါ်မှာကျွန်တော် filter ထည့်တာ filter ကဲဦးငါကျွန်တော်ဆောင်မုတ်တိုင်းပြောတဲ့အတိုင်းဖြစ်လား ဖြစ်တာပေါ့ဗျာ ငါဖြစ်တာပေါ့ဗျာဟုတ်ပြီအဲ့တော့ အခု အားရဟာ ကျွန်တော်လေဟိုတခါတော့လေအခုဖောင်းလာတာလေ အခု sorry ပါဗျာ ကို ဒါပေမဲ့အခုရဲ့စောင့်ဖို့ကိုကျွန်တော်ရွတ်ရတယ်ဗျ ရရှောက်ပြီးကိုငါလုံး ရွတ်လိုက်တာ တကယ်အဲ့ဒါငါတို့ရှိရနေတိုင်ပဲမင်းရွတ်နော် okay လှပခင်မီ ဆွေဟန်လေ ယုံကြည်စိတ်ချ ဆွေဟန်နေနဲ့မှ โอเคဒီကောင်ဒီတစ်ခါတော့ ဒီကောင်တွေကမှန်သွားပြီ အမှန်ပါလေ ဝူရှူဝါတွေမဖြစ်တော့ဘူးနော်